ညီကိုတွေအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Fury တစ်ကိုအများနဲ့တစ်ဆက်ပေးနေတဲ့ loop ပဲဖြစ်ပါတယ်ဒီနေ့ညသတင်းလာနေမှာတော့ England Premier League တပွဲ Spain La Liga တပွဲနဲ့ Italy Serie A နှစ်ပွဲစုစုပေါင်း၄ပွဲကိုဒီဗီဒီယိုမှာကျွန်တော်သုံးသပ်ပေးတော့မှာဖြစ်ပါတယ်ပထမဆုံးပွဲစဉ်အနေနဲ့ England Premier League ပွဲစဉ်တပွဲဖြစ်တဲ့ Sunderland နဲ့ Everton တို့ရဲ့ပွဲစဉ်မှာရှာကာရောက်လာတဲ့ Sunderland အသင်းကအရင်လို PDB ဆိုမဟုတ်တော့ဘူးဆိုတာကိုပထမဆုံးအနေနဲ့တည်ထားခြင်းပါတယ်Sunderland အသင်းဟာနောက်ဆုံး6ပွဲမှာ3ပွဲအထိအနိုင်ယူထားပြီး Everton အသင်းကလည်းအဝေးကွင်း9ပွဲမှာ4ပွဲအထိရှုံးပွဲနဲ့ရုန်းကန်နေရဆဲဖြစ်ပါတယ်။ကိုပေါင်းအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်Sunderlandအသင်းဟာနောက်ဆုံး9ပွဲမှာ4ပွဲအထိ9အောက်ထားပါတယ်။ဒါတောင် Chelsea နဲ့တပွဲက9ဘော်ကိုပြားတဝက်လောက်ပဲစားလိုက်ရပါတယ်။ Everton အသင်းကလည်းနောက်ဆုံး9ပွဲမှာ3ပွဲအထိ9အောက်ထားပါတယ်။မီဒိုပင်စိုးစစ်ကမှုSunderlandကကြေးဖွင့်ပေးရမှာကို Everton ကခေါင်းထွက်ထားတာဖြစ်လို့နည်းနည်းတော့တတိထားစရာကောင်းပါတယ်။ဘူဂီရီယာကြေးလိန်နေရလို့ခံစားရတာဖြစ်တဲ့အတွက် body ကိုတော့Sunderland body ကိုပဲရွေးချယ်ပေးလိုက်ပါတယ်ပြီးတော့နှစ်တင်းလုံးရဲ့ဂိုးအောက်တာတွေလည်းရက်တန့်တင်ပြီလို့ထင်တဲ့အတွက်ဒီပွဲမှာတော့ဂိုးပေါ်ကိုပဲရွေးချယ်ပေးထားပါတယ်ဒုတိယပွဲအနေနဲ့ Spain La Liga ပွဲစဉ်ပွဲဖြစ်တဲ့ Real Oviedo နဲ့ Osasuna တို့ပွဲကိုသုံးသပ်ပေးတော့မှာဖြစ်ပါတယ်တန်တဲ့အသင်းဖြစ်တဲ့ Real Oviedo ဟာနောက်ဆုံး9ပွဲမှာတပွဲတာနိုင်လာပြီးပေးကိုအနေနဲ့9ဂိုးအထိခွင့်ပြုထားရပါတယ်။ Osasuna ကလည်းနောက်ဆုံးအဝေးကွင်း9ပွဲမှာ9ပွဲလုံးရှုံးလာပြီးရာဂိုးလည်းပဲတကူမှမရတာဖြစ်ပါတယ်။ဒီလောက်အဝေးကွင်းအခြေအနေဒီလောက်စိုးနေတာကိုတည်ရကြရင်ပြ40လောက်နင်းနာမယ်လို့ခေါင်းထွက်ထားတာကိုကြည်ချင်းရပြီးဒီပွဲကလည်းတိတ်ပြီးတော့မယိုးသားပါဘူး။ဒါကြောင့်ဒီပွဲကိုလည်းအဆင့်16မှာယုံထမဲ့ Real Oviedo body ကိုပဲရွေးချယ်ပေးထားပါတယ်။ကိုပေါင်းအနေနဲ့နှစ်တင်းလုံးအတိုက်စစ်ကိုမကြိုက်တာကြောင့်ဂိုးနဲ့ကိုပဲရွေးချယ်ပေးထားပါတယ်။စပိန်ပွဲလည်းပြီးပြီဆိုတော့ Italy Serie A နှစ်ပွဲမှာပထမတစ်ပွဲဖြစ်တဲ့ Sassuolo နဲ့ Genoa ရဲ့ပွဲကိုသုံးသပ်ပေးတော့မှာဖြစ်ပါတယ်။ Sassuolo ကတော့ရမှတ်73မှတ်နဲ့အဆင့်30မှာရပ်တည်နေပြီး Genoa ကတော့9ပွဲကစားထားပြီးတပွဲနိုင်10ပွဲတောင်ရှုံးပြီးရမှတ်3မှတ်ထဲနဲ့အဆင့်20မှာရပ်တည်နေပါတယ်။အဆင့်30ကအသင်းကအဆင့်20ကအသင်းကိုတရေကြရင်25ပြတ်လောက်ပဲနစ်နာမယ်ဆိုတာကလုံးဝမဖြစ်သင့်ပါဘူး။ဒါကြောင့်ကြေးကိုတေချာမပေးရတဲ့ဘက်ကိုစန့်ကျင်ပြီး Genoa body ကိုပဲရွေးချယ်ပေးလိုက်ပါတယ်။ကိုပေါင်းအနေနဲ့နောက်ဆုံးထိတ်တိုက်တွဆုံမှု6ကြိမ်မှာ9ပွဲအထိဂိုးပေါ်ထားပါတယ်။အဲ့ဒါကိုနှလုံးသွင်းရင်10လောက်ပဲနစ်နာမယ်ဆိုတာကဂိုးပေါ်ကိုမျှခေါ်နေရလို့ထင်ပါတယ်။ဒါကြောင့်ဒီပွဲကိုလည်းဂိုးနဲ့ကိုပဲရွေးချယ်ပေးလိုက်ပါတယ်။နောက်ဆုံးပွဲစဉ်အနေနဲ့ Lazio နဲ့ Cagliari တို့ပွဲစဉ်မှာနှစ်သင်းလုံးကအဆင့်အပေါ်အောက်ဖြစ်နေပါတယ်။ပြီးတော့နောက်ဆုံးထိတ်တိုက်တွဆုံမှု6ကြိမ်မှာလည်း Lazio က9ကြိမ်စီအနိုင်ယူထားပြီးဂိုးလည်းပေါ်ထားပါတယ်။အစင်လာရအမြဲတမ်းတာစီကြနေတဲ့ Lazio ကတလုံးသွင်းရင်ပြား40လောက်ရမယ်ဆိုတာတအားပျော့လွန်ပါတယ်တလုံးပြား20နိုင်ဆိုလို့ရှိရင်တော့လာစီကိုကြိုက်မိမှာပါဒါပေမဲ့ကြီးကိုရဲရဲသေးသေးမပေးရတဲ့ Cagliari body ကိုပဲရွေးချယ်ပေးလိုက်ပါတယ်လက်ရှိ current form မှာတော့လာစီကိုကနောက်ဆုံး3ပွဲအထိ9အောက်ထားပြီး4ပွဲဆက်ရှုံးပွဲမရှိသေးပါဘူး Cagliari ကတော့အဝေးကွင်းတွေမှာဆိုလို့ဂိုးလည်းရအောင်တွင်းတယ်လို့ပေးကိုလည်းများပါတယ်ဟတ်သူကနောက်ဆုံးထိတိုက်တွဆုံမှု6ချိန်မှာလည်း9ပွဲလောက်ထိဂိုးပေါ်ထားတာကိုနှလုံးသွင်းလို့ရှင်ပြား80လောက်ပဲနစ်နာမယ်ဆိုတာလည်းထပ်ပြီးတော့မဖြစ်သင့်ပါဘူး။ဒါကြောင့်3 plate မပေးရတဲ့ပွဲမှာဂိုးနဲ့ကိုပဲရွေးချယ်ပေးတာပါတယ်။ကျွန်တော်ဒီညမှာတော့ body အောက်နဲ့ဂိုးနဲ့ရွေးချယ်ပေးရတာများပါတယ်။ဂိုးပေါ်ဆိုတော့ဂိုးများဆိုတော့Sunderlandတပွဲပဲဂိုးများပေးတာပါတယ်။ညီကိုတွေအားလုံးပဲဒီညလည်းဆက်ပြီးတော့အပေါင်းပြနိုင်ကြပါစေ။အားလုံးပဲ good luck ပါ။